နေ့ကကျွန်တော်ကဒီအယုတ်ချိန်ကြီးပေါ့နော်အလွယ်လေးပြပြမယ်တော့ဒီဘေးမှာနံပါတ်1 centrifugal brake လို့ခေါ်ပါတော့အဲ့မှာကျွန်တော်ကဒီအဆုံးကြီးအကုန်လုံးပိတ်ထားရင်ဒါက brake free ဖြစ်နေအရန်ကြာတယ်ရှုပ်တယ်အဲ့ပြစ်လို့ကောင်းတဲ့အနေထားလေးကကျွန်တော်တို့ကတစ်စစ်နောက်တစ်စစ်ဖွင့်လိုက်ပါတော့တပည့်ကိုတစ်စစ်ဖွင့်လိုက်ရပြီပြီးရင်လော့ပြန်ပိတ်မယ်ဒီဘက်မှာရှိတဲ့ဒီဟို knock ပေါ့နော်အဲ့ဒါဘာခေါ်လဲဆိုတော့ spool tension knock လောက်နေလဲတဲ့ခါမှာအယုတ်ကကျွန်တော်တို့ဖြင်းချင်းစွာကြာမယ်အဲ့မကြာရင်နည်းနည်းလေးစပူးကိုနည်းနည်းလေးတင်းပြီးတော့ချီပေးမယ်ဒါဆိုလို့ရှိရင်ဒါလိုဖြည်းဖြည်းလေးကြာပြီဆိုရင်ဒါကျွန်တော်ရပြီပြလို့โอเคနော်ဒါလေးလည်းစမ်းကြည့်မယ်ကျိုးကတော့မရှုပ်တော့ပြစ်လို့ခေါ်ပါလားဟုတ်နော်ရုပ်ကိုတစ်ချက်ပြန်ဆက်မယ်ဒီနေ့ကကျွန်တော်ငါးကိုက်စိန်ကြိုက်မဲ့နီးပါနော်အားလေးပြပြပေးမှာဖြစ်ပါတယ်ဆိုတော့ဒါလေးတိုင်းနယ်လေးကိုထောင်ဆောက်မယ်ဆွဲထားမယ်နော်ကိုလေးကိုဖတ်ကြည့်ရမယ်နည်းလေးโอเค苏念，给，老整了，转几个人。
စိတ်ရိုက်တဲ့လီကိုသဘောပေါက်လို့ပြီထင်ပါတယ်โอเคနော်အဲ့ဒါ BC စားပြည့်ညီကိုတွေကစက်သီးမချိန်တတ်ဘူးကျိုးတွေရှုပ်တယ်ကြားစံနေကြော်တယ်ဆိုတာလေအခုဒီကျွန်တော်ပြောတဲ့ဖြစ်ရှင်းနည်းလေးနဲ့စက်သီးချိန်တဲ့နည်းလေးပေါ့နော်အဲ့ဒါလေးကိုဟိုလုပ်လို့ရတယ်ပေါ့မှတ်ထားလို့ရတယ်နားမလည်ရရှိရင်လည်း comment မှာဝင်ပြီးတော့ဆွေးနွေးပေးပါကျွန်တော်အားတဲ့ချိန်လေးတွေကြည့်ပြီးတော့ကျွန်တော်ပြန်ဖြေပေးမယ်ပေါ့နော်โอเคကျေးဇူးများတင်တဲ့ဗီဒီယိုဆုံးဖြတ်ကြည့်ရှုပေးလို့ပေါ့နော်ကိုရတော့ကျွန်တော်ဆက်ဆွဲလိုက်ပါဦးမယ်တတား